ဖို့အတွက်ကျွန်တော်တို့ဂျုံးနဲ့လှုပ်ရှားရတဲ့အခါမှာဒီမတန်မှပြင်မဲ့ရတယ်ဒါပေမဲ့တခင်ပြီးတော့ကဘာပြောလဲဆိုတော့လေးသောဝန်တို့ပြရှိရင်သူရှိမှလာချပါတင်မအားနေခြင်းမစုံတဲ့နေ့ရှိရင်သူစီကိုပဲလာခဲ့ပါသူကထိုရာအားလုံးကိုခွင့်လွှတ်ပေးပြီးတော့ကျွန်တော်တို့ကိုချစ်တဲ့ဘုရားဖြစ်တယ်ဒီနေ့ကျွန်တော်တို့တခါလေစဉ်းစားတယ်မြန်မာနိုင်ငံမှာနေမလုံးချုံမနှွေးထွေးဘူးအဆင်မပြေဘူးဆိုတော့ကျွန်တော်တို့ဘယ်နေရာပဲရောက်တခါလေမှာအဆင်မပြေတဲ့သူတွေအများကြီးရှိတယ်ဒီຢာကဘာကိုပေါ်ပြနေလဲဆိုတော့ကျွန်တော်တို့ဘဝတက်တာမှာဘုရားရဲ့ရင်ွယ်ဘုရားရဲ့မေတ္တာတော်ကလွယ်ပြီးကျွန်တော်တို့ကိုဘယ်ຢာကမှလူထုကိုပေးနိုင်ဘူးဆိုတဲ့ຢာပဲဖြစ်တယ်ဒီကျွန်တော်တို့ရဲ့ဘဝတက်တာမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုဆောင်ယူပြီးတော့မှကျွန်တော်တို့ဘဝတက်တာများကိုလုံခြုံစေတဲ့တွေ့စေတဲ့ဘုရားထံမှာကျွန်တော်တို့တက်တာများကိုအနည်း